မင်္ဂလာပါ ဟုတ်မင်္ဂလာပါညီမလေး ဒီ Winai quality product showroom လေးကိုဘယ်မှာဖွင့်ထားလဲမသိဘူး ဟုတ်အခုလမ်းမတော်မှာဖွင့်ထားတာပါဟုတ်17လမ်းပေါ့နော်41အိမ်မှာဖွင့်ထားတာပါ ဟုတ်ကဲ့ Winai quality product ဖွင့်ပြရတဲ့ရွေချက်လေးပေါ့နော်အဲ့ဒါပြောပြပါအောင် ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်သူတွေကိုဆိုလဲပဲအလွယ်တကူဝယ်နိုင်အောင်လို့ပေါ့နော်အွန်လိုင်းကနေလည်းမှားလို့ရတယ်လို့မျိုးဒီမှာလည်းလာဝယ်လို့ရတယ်ဆိုပြီးတော့မှအလွယ်တကူဝယ်နိုင်အောင်လက်လီလက်ကားပေါ့လက်လီလက်ကားကိုလည်းပဲတေချာလဲပတ်မှုမြန်လေးနဲ့သွားခြင်းလို့ပေါ့နော်အဲ့ဒါကြောင့်မလို့ဖွင့်ပြတာပေါ့ Winai quality product showroom ဖွင့်ရတာပေါ့နော်ဘယ်လိုခံစားရပါလဲအမ အရန်ပြောရဘာလို့လဲဆိုတော့ဒီ showroom ဖွင့်လိုက်တဲ့အခါကျတော့လေကိုကယုံကြည်မှုလည်းမတူတော့ဘူးပေါ့နော်ပြီးတော့အရင်တော့ကျ online မှာပဲအရင်ငွေချေပို့တယ်ပေါ့နော်အခုလည်းပဲ online ကနေလည်းအရင်ငွေချေပို့တယ်ဒီလို showroom ဖွင့်လိုက်တဲ့အခါကျတော့ပို့ပြီးတော့မှဒီလိုဆိုင်ရှိရဲဆိုတဲ့အခါဒီညတွေလည်းပဲဝယ်လို့ရတယ်တနိုင်ငံလုံးကိုလည်းပဲ online ကနေလည်းပို့တယ်ပေါ့နော်အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်အဆင်ပြေသွားတယ်ပေါ့နော်သုံးတဲ့သူတွေအတွက်ကိုပေါ့ဝင်တိုင်းချစ်တဲ့သူတွေကကျတော့လည်းပဲလေဘယ်မှာမရှိဘူးလားဘယ်မှာမရှိဘူးလားအဲ့လိုမျိုးခဏခဏမေးတာပေါ့နော်လမ်းမတော်ဆိုဘယ်မှာရှိလဲတာဂက်တာဆိုဘယ်မှာရှိလဲအဲ့လိုမျိုးမေးတဲ့အခါကျတော့အခုဆိုရင်လမ်းမတော်မှာဆိုရင်ဒီ showroom ရှိပါတယ်ဆိုပြီးတော့မှပြောလို့ရပါပြီ ဟုတ်ကဲ့ဒီ Winai စစ်တဲ့လူပြိတ္တလေးတွေကိုဖိတ်ခေါ်ပေးပါအောင်ဒီ Lamron ဆိုင်လေးကို လိုမျိုးဆိုင်လေးကိုပေါ့နော်ခုဒီလမ်းမတော်မှာရှိတဲ့အခါကျတော့လာပြီးတော့မှပေးတန်ဖြစ်ဖြစ်လမ်းကြုံလို့ဖြစ်ဖြစ်လာပြီးတော့မှအဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ပါတယ်လို့ဟုတ် ဟုတ်ကဲ့ကျေးဇူးပါ ဟုတ်ကဲ့ပါဟုတ်